မတက်လို့မခေါ်ဘဲနဲ့နေတာဥပိ္ပခာမဟုတ်ဘူးများသောအားဖြင့်ဥပိ္ပခာဆိုအရာထဲမှာဥပိ္ပခာထားလိုက်ဥပိ္ပခာထားလိုက်ဥပိ္ပခာဆိုတာအလွန်မြင့်မြတ်တဲ့သဘောထားတစ်ခုပဲအတိတ်ဆောင်မရှိဘူးသူကမြေကြီးလိုပဲဘယ်လိုမြေကြီးอ่ะမြေကြီးဟာသူ့ပေါ်မှာမစင်အညစ်အကြေးတွေဆောင်းလဲစိတ်မဆိုးဘူးပန်းနန္ဒာရည်တွေလောင်းတော်လည်းပဲဝမ်းမသာသူ့ဘဝဒီနှစ်ခုကဘာမှမထူးအေးဥပိ္ပခာဆိုတဲ့စိတ်ဓာတ်ကလည်းပဲကျန်တဲ့ပုဂ္ဂိုလ်တွေပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့လောက်ရည်ကိုခီးမဆိုင်ဘူးတဲ့ကိုလှုပ်တဲ့အလုပ်ကိုဆက်လုပ်သွားတယ်ကောင်းတဲ့အလုပ်တွေလုပ်ဒါကြောင့်မို့ဖျားဖြစ်ဖို့မြင့်မြတ်တဲ့အလုပ်တွေဒီလုပ်ငန်းတွေမလုပ်ဘဲနဲ့ညာဆိုမဖြစ်နိုင်ဘူးပေါ့